Jaboria, Khmer any doma, Ayadama, Pong Ombi, Khmer Twitty so you de, thing it a capagon lady tipare. Dabeme, Janaro, Jaborigo, Inui, Derisa appeared Tayan Belomule so that a teacher Madantin who soon fekibare. To get out Jaborigo, a Derisa appeared Tare, Dari Alonga, Jabori Dralo at the PCDba. Dilo Savensare, animal video go China Tanye, General channel ne page go subscribe ne follow tapo mamine no. Piensa la yao. Babi fifi patamazo ni ne jeno champion ani saten ke bare. Di mie jiri ko atom pyu chin bi me da te maka di ba wo. Jeno ro a di yo myo te lo a le tku ko apo ga ni that long chin da ba. Jeno di lo lok ya de a chaung yin ga ro mie ji paw ma so yin jabo di ko mien pho ma phit nain tlaw ba be. Da bi me te paw ma so yin no tu ru ko te ja mien nain ma ba. Pi ho jeno jabo ta kaung chin si ko te ja saung ji ni ya ba me. ဘာလို့လဲဆိုတော့သူတို့ထပ်ပြေးသွားတယ်နော်ဘာဖြစ်ဖြစ်ချမ်ပီယံကိုအလားဆင်ဖို့အတွက်နောက်ဘက်မှာတဲကုန်းလေးတွေလိုပြီးအဆုံတက်လိုက်ပါတယ်အလားဆင်တဲ့အကြောင်းပြောရင်တော့ကျွန်တော်ဖော်သားတစ်သားတုံးအချိုနဲ့ကြောက်တုံးအချိုကိုဝယ်ပြီးတဲထဲမှာပြူရကြကြထည့်ထားလိုက်ပါတယ်တစ်ပင်တစ်ပင်နဲ့တူသွားအောင်ဒီတောက်မှာတစ်သားတုံးအချိုကိုဆင်ထားပြီးအပေါ်ကနေရေညို့အချိုနဲ့ဖုံအုပ်ထားလိုက်ပါတယ်ဂျဘိုးတွေကဒီလိုမျိုးကျင်းမြောင်းတဲ့နေရာလေးတွေမှာပုံအောင်ရတာကိုကြိုက်တဲ့အတွက်အဲ့ဒါကြောင့်လဲသူတို့ကမွေးရာဒီအောင်မှာပုံအောင်ရတာကိုကြိုက်ကြတာပါဟုတ်ကဲ့အဲ့ဒီအောင်မှာသူတို့အတွက်တော်ချိုးကိုပိုးဆိုင်လိုက်ပါတယ်ကောင်းပြီအခုနောက်တစ်ဆင့်တပါဒါကတော့လူလို့အလားစင်ပစ္စည်းတွေထဲဖို့အချိန်ရောက်ပါပြီအခြေခံအဖြစ်တော့ဂျဘိုးတွေကတဘာဝအလားစင်ပစ္စည်းတွေအောင်မှာပုံရတာကိုပိုကြိုက်လားဒါမှမဟုတ်မွေးရာကိုပိုကြိုက်လားဆိုတာသိနိုင်ဖို့ဒီအိမ်လေးရဲ့အလဲမှာအဲ့ရာအသေးစားလေးတစ်ခုကိုကိုယ်တိုင်လုပ်မှာပါကြိုက်ခဏလေးအတင်းမှာပဲပြီးသွားခဲ့ပါတယ်အခုတော့ဒါကိုအိမ်ရဲ့အလဲမှာထားလိုက်ပါမယ်ဒါပေမဲ့ဒါတင်မကသေးပါဘူးဂျဘိုးတွေကမွေးရာတွေကိုအရန်နဲ့တက်ရတဲ့အကြောင်းရင်းကတော့လူတွေရဲ့အနက်ထန်နီလို့ထင်ပါတယ်ဒါကြောင့်ကျွန်တော်လုပ်ရမှာကဒီမွေးရာလေးကိုကျွန်တော်ရဲ့အနက်မျိုးထက်လာအောင်လုပ်ရမှာပါတွေကအဲ့ဒီအနက်ကိုအရန်ကြိုက်တဲ့အတွက်ကိုယ်တိုင်လုပ် CO2 ထုတ်လွှတ်တဲ့စက်တစ်ခုကိုအဲ့ဒီမှာထားလိုက်ပါမယ်ပြီးရင်ဂျဘိုးတွေကအဲ့ဒီအနက်စီကိုစုပြေးမလားဆိုလာကျွန်တော်စမ်းသပ်ကြည့်မှာပါမယ် CO2 ထုတ်လွှတ်တဲ့စက်တစ်ခုလုပ်ဖို့ရေတကြားနဲ့တီးစီ yeast တို့လိုအပ်ပါတယ်အခြေခံအဖြစ်တော့ကျွန်တော်အခုလေးတင်ထည့်လိုက်တဲ့ပါဝင်ပစ္စည်းတွေကဓာတ်ယူပြီးတိတ်ပန်နီးကြအလုပ်လုပ်မှာပါပြီးတော့ကျွန်တော်တတ်ထားတဲ့ပိုက်ရအစုံကနေ CO2 တွေအများကြီးထွက်လာမှာပါဟုတ်ပါတယ်ဂျဘိုးတွေကအဲ့ဒီအနက်စီကိုလာနှံ့မလားဆိုလာကျွန်တော်စောင့်ကြည့်ကြည့်မှာပါကဲဂျဘိုးအင်လေးကတော့အခုပြီးသွားပါပြီအဲ့လာကတော့ဒီဆက်စုပ်ဖွဲកောင်လေးတွေကိုကဲသူတို့ရောက်လာပါပြီဂျဘိုးလေးတွေပါသူတို့ကိုအခုလေးတင်လာပို့တာဆိုတော့နင်းတွေထဲမှာအကြာကြီးရှိမနေခဲ့လို့တော်သေးတာပေါ့ဒါပေမဲ့ခင်ဗျားတို့သိတဲ့အတိုင်းကျွန်တော်ကတော့ဒါတွေကိုအိမ်မွေးတရေဆန်အဖြစ်ထားရမှာကိုသိပြီးမပြောပါဘူးဘာလို့လဲဆိုတော့လူတိုင်းလိုလိုပဲဂျဘိုးတွေဒါအရန်ကျွန်းစရာကောင်းတယ်လို့ကျွန်တော်ထင်လို့ပါကဲဒါကိုဖွင့်ပြီးအထဲမှာပါရှိလေကြည့်အောင်ပြီးတော့သူတို့ထပ်ပြေးမှာကိုပြောရရင်တော့ကျွန်တော်လှုပ်ထားတဲ့အိမ်ကအမိုးမရှိတဲ့အတွက်သူတို့ထပ်မပြေးအောင်ဘယ်လိုစေးကပ်နေတဲ့ petroleum jelly ကိုဝယ်ပြီးအိမ်ရဲ့အပေါ်ဘက်ပေါင်းနေမှာအကုန်တုတ်ထားလိုက်ပါတယ်ကဲအခုဆိုရင်ဂျဘိုးတွေကမန်ဘော်ကိုတတ်နိုင်ခဲ့ရင်တော့ဒီအပေါ်ကိုရောက်တဲ့ခါဒါတွေကအရန်ချောနေတဲ့အတွက်သူတို့ပြန်ရှော့ကြသွားမှာပါဘာပဲဖြစ်ဖြစ်ကျွန်တော်ဂျဘိုးတွေထည့်ထားတဲ့ဘူးကိုယူပြီးအဖုံဖွင့်က10ကောင်ထဲက9ကောင်လောက်ကိုအိမ်ထဲကိုလောင်းချလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဂျဘိုးတကောင်ကသူ့ရဲ့အိမ်အစ်စ်မှာပုံးစရာနေရာရှာပြီးအနီးဆုံးကြောက်တုံးအောက်ကမောင်းတဲ့နေရာကိုတန်းသွားပါတယ်ဒါပေမဲ့စက္ကန့်အနေခင်ကြာမှာတော့ဒီဂျဘိုးလေးကိုကျွန်တော်တွေ့လိုက်ရတယ်သူကကျွန်တော်လှုပ်ထားတဲ့မွေးရာလေးစီကိုတန်းတန်းမှန်မှပြီးသွားပါတယ်အဲ့ဒီအပေါ်မှာခဏလောက်သွားလာပြီးတဲ့နောက်ဘေးနားကဖော်ထားခောက်လေးထဲမှာနေရာယူလိုက်ပါတယ်မွေးရာကိုကျွန်တော်အနက်မျိုးထွက်အောင်လှုပ်ထားတာကတကယ်ကိုထိရောက်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့နောက်10မိနစ်အတွင်းမှာနောက်ထပ်ဂျဘိုးနှစ်ကောင်ကလည်းမွေးရာပေါ်မှာပဲအနားယူနေတာကိုတွေ့ရလို့ပါ။ဟာအခြားအလားစင်ပစ္စည်းတွေစီမသွားပဲကျွန်တော်လှုပ်ထားတဲ့မွေးရာလေးပေါ်ကိုပဲသူတို့အကုန်ရောက်သွားတာကတကယ်ကိုမိုက်ပါတယ်။ဒါပေမဲ့အမှန်တိုင်းထိုးရင်ကျွန်တော်ထည့်လိုက်တဲ့ကောင်လေးလေးကိုဘေးနာရောက်ကုန်လဲဆိုတာမျက်ခြေပြက်ကုန်ပါပြီ။ဟုတ်တယ်သူတို့ကတကယ်ကိုသေးလွင်တာကိုဂျဘိုးတွေသေးနေရတဲ့အကြောင်းရင်းကတော့လူတွေရဲ့အရာထဲမှာပုံနေတဲ့အခါသူတို့ကိုမရိမီးစေဖို့အတွက်ဖြစ်ပါတယ်။ဟုတ်လို့အတေသူတို့ကတွေးပဲစားနေတာဆိုတော့ကဲကျွန်တော်ရဲ့လက်မောင်းအင်ကြီးကိုလိတ်လိုက်ပြီးသူတို့ကိုအစာကျွေးရတော့မှာပေါ့။အိုးဖះရေကဲဒါဆိုရင်ကျွန်တော်စတင်လိုက်ပါတော့မယ်။ကျွန်တော်တို့ဘူးကိုဒီလိုမျိုးစောင့်လိုက်ပြီးသူတို့ကိုဖြည်းဖြည်းချင်းထွက်လာခိုင်းပါမယ်။ကြည့်ပါကျွန်တော်လက်မောင်းပေါ်မှာတကောင်ရောက်နေပြီ။တကောင်လေးနဲ့အရင်စမ်းကြည့်အောင်။အိုးဖះရေဟုတ်ပြီကျွန်တော်တို့တကောင်လေးပဲလုံးပါပါ။မဟုတ်ဘူးနှစ်ကောင်လေးလုံးအဲ့ဒီထပ်ပို့မလုံးနဲ့ရပါတယ်၄ကောင်လုံးကိုလုံးရမယ်။မလို့ပါနဲ့မလို့ပါနဲ့ကဲသူတို့ကိုပြန်ထိလိုက်တော့အဲ့ဒါပဲဘာလို့လဲဆိုတော့သူတို့ကရှောက်သွားနေကြပြီဒီအိမ်ရဲ့တခြားနေရာတွေကိုသူတို့မရောက်သွားစေချင်ဘူးရပါတယ်သူတို့ကျွန်တော်ကိုကြိုက်ပါလိမ့်မယ်အခြေခံအားဖြင့်တော့သူတို့ကကျွန်တော်လက်မောင်းရဲ့အနက်ကိုချက်ချင်းတီးနိုင်ကြပါတယ်ပြီးတော့ဒီ3ကောင်ကကျွန်တော်ကိုကြိုက်နေပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒီတစ်ကောင်ကတော့မကြိုက်သေးတဲ့တစ်ကောင်ပါမကြခင်မှာပဲ၄ကောင်လုံးကြိုက်နေကြပြီကျွန်တော်ခန်းစားရတာကတော့အနက်ဆွဲသလိုမျိုးလေးပါပဲနာကျင်မှုကတော့တိတ်ပြီးမပြင်းထန်တာဘူးဒါပေမဲ့နောက်ထပ်10မိနစ်လောက်အထိသူတို့ကဲနောက်ဆုံးတစ်ကောင်လိုက်ဘူးတဲ့ရောက်သွားပါပြီကျွန်တော်တို့ပြီးသွားပါပြီဒါကတော့ခမားတို့ရဲ့အိမ်မွေးဂျဘိုးတို့ကိုအစာကျွေးရဲ့နီးလန့်ပါပဲကောက်ပြီဘယ်သူမှတာကိုလိုက်မလောက်ကြပါနဲ့
ကဲကျွန်တော်ဂျပိုးတွေကို10မိနစ်လောက်အသွေးဆိုခိုင်းလိုက်တာမို့လို့ကျေးဇူးပြုပြီး subscribe လုပ်ပေးကြပါအဲ့ဒါပါပဲ